နှစ်ပွဲဆက်နိုင်တဲ့တူပဲအိမ်ကွင်းမှာအာဆင်နယ်ရဲ့တိုက်စစ်ကိုဒါ Brentford တို့ဘယ်လိုတုံ့ပြန်နိုင်မှာလဲပေါ့နော်။ညီကိုတွေအားလုံးပဲမင်္ဂလာပါပေါ့နော်။ဒီနေ့တော့ဒါ Brentford ရဲ့အာဆင်နယ်ပွဲလေးကိုကျွန်တော်တပွဲကောင်းအဖြစ်ဒါသုံးသက်ချက်လေးလုပ်ပေးပြီးတော့ဒါပုံမှန်တိုင်းပဲရွေးချယ်ပေးအောင်ပဲပေါ့နော်။ဆိုတော့အရင်ဆုံးပြောချင်တာတော့ဒါညီကိုတွေအားလုံး Telegram Channel ကို join ထားဖို့ပြောချင်တယ် Channel မှာအခုလိုတပွဲကောင်းအပြင်ဒါစိတ်ကြိုက်တပွဲကောင်းနဲ့မောင်းတွဲပါဒါထပ်ပြီးတော့တင်ပေးအောင်မှာမလို့ကျွန်တော် Channel လေးကိုဒါ profile ရဲ့အောက်က link လေးကိုနှိပ်ပြီးတော့ဒါ join ထားပါလို့ပြောရင်းကနေပြီးတော့ပဲဒီနေ့ရဲ့ပွဲလေးကိုဒါသုံးသက်ချက်လေးစပြီးတော့ပြောလိုက်မယ်ပေါ့နော်။ဆိုတော့အရင်ဆုံးခြေတန်းရာဆိုရင်ဒါအာဆင်နယ်ဝင်းကွင်းကနေပြီးတော့1ပေါင်း30ဒါဂိုးပေါင်းချင်းနှလုံးအရှုံးဆိုပြီးတော့ပေါက်နေတာကိုတွေ့ရတယ်။ဒီခြေတန်းကဒါလက်ရှိမှာပေါက်တင်တဲ့ခြေတန်းအရာဒါဖြစ်နိုင်ရဲ့လားဆိုတော့ဒါပုံမှန်တိုင်းပဲတွက်ပြမယ်။ဆိုတော့အခုလက်တလောပေါ့နော်ဒါမကြသေးခင်အချိန်ကမှဒီနှစ်သင်းစလုံးကဒါစန်ဒါလန်နဲ့ကန်ခဲ့ကြပြီးပြီ။ဒါကြောင့်ဒါစန်ဒါလန်ကိုကြားချပြီးတော့ကျွန်တော်တို့တွက်မယ်ဆိုရင်အခုလက်ရှိမှာဒါပေါက်တင်တဲ့ခြေတန်းတရထွက်လာမှာဆိုတော့ဒါအခုပေါက်နေတဲ့ခြေတန်းအရာဒါထွက်လာမဲ့ခြေတန်းနဲ့မှန်ကန်တဲ့ခြေတန်းလားဆိုတော့ကျွန်တော်တွက်ပြမယ်ပေါ့နော်ဆိုတော့ရှေ့တစ်ဝဲရပဲဒါအာဆင်နယ်ဝင်းမှာစန်ဒါလန်နဲ့ဒါကန်ခဲ့တဲ့ပွဲရဆိုရင်အာဆင်နယ်ကနေပြီးတော့ဒါဝမ်းရှုံးဆိုပြီးတော့ပောက်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်ဒါအာဆင်နယ်ကဒါစန်ဒါလန်ထက်ဆိုရင်အခုလက်တလောအချိန်တွင်းမှာဒါပြား250တိတိပိုတာတယ်လို့ပြောလို့ရတယ်လို့ပဲဒါ Brentford အိမ်ကွင်းမှာပဲဒါစန်ဒါလန်နဲ့ကန်ခဲ့တဲ့ပွဲရဆိုရင်အိမ်ကွင်းကဒါ Brentford က1ပေါင်း80ဆိုပြီးတော့ပောက်ခဲ့တာကြောင့်ဒါ Brentford ကအခုချိန်တွင်းမှာဒါစန်ဒါလန်ထက်ဆိုရင်ပြား80တိတိပိုတာတယ်ပေါ့နော်ဒါကြောင့်ပဲအာဆင်နယ်က Brentford ထက်ဆိုရင်ဒါအခုချိန်တွင်းမှာပေါ့နော်ဒါပြား180တိတိပိုတာတယ်လို့ပြောလို့ရတယ်ဒါကြောင့်ဒါအာဆင်နယ်ကအိမ်ကွင်းမှာဆိုရင်1ရှုံးတယ်အခုလိုဝေးကွင်းမှာဆိုရင်ဒါ1ပေါင်း30ရဒါပုံမှန်ကြီးတန်းတစ်ရက်လို့ပြောလို့ရတယ်ပေါ့နော်ထပ်ပြီးတော့ဒါပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့အဆင့်1ကအသင်းတစ်သင်းဖြစ်တဲ့အလျောက်ပေါ့နော်ဒါတစ်လုံးထပ်ပို့ပြီးတော့နိုင်ချေရှိတယ်ဆိုရင်ပေါ့နော်ဒါတစ်လုံးတရေလောက်ကစပြီးတော့ဒါပေါက်ရမယ်လို့တော့ကျွန်တော်ကတော့မြင်မိတယ်ပေါက်တင်တယ်လို့တော့ထင်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ခြေစွမ်းရကြည့်မယ်ဆိုရင်ဒါအာဆင်နယ်ကတော့ဒါအရင်ကြီးတော့ဒါညီကိုကြီးတိမယ်တိုင်းပဲဒါပြောစရာမရှိဘူးပြိုင်ပွဲဆုံးနောက်ဆုံးအဝေးကွင်း9ပွဲကိုကြည့်မယ်ဆိုရင်လည်း9ပွဲမှာရှုံးပွဲမရှိတာသေးဘူးဒါ4ပွဲနိုင်ပြီးတော့တပွဲတရေကျထားတယ်ပေါ့နော်ဆိုတော့ Brentford အနေနဲ့နောက်ဆုံးအိမ်ကွင်း9ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်လည်းဒါနှစ်ပွဲနိုင်နှစ်ပွဲတည်နဲ့တပွဲရှုံးထားတဲ့ဆိုပေမဲ့လည်းဒဏ်ရာရကစားသမားအနေနဲ့ဆိုလို့ဒါအသင်းရဲ့အားထားရတဲ့ဒါလဝင်းကကယ်ဗင်ရှိဒီတယောက်ကဒါပွဲပဲပြစ်ဒဏ်ကြားခံထားရတာဆိုတော့ဒါအရင်ကြီးတော့အစင်ပြေပုံမပေါက်ဘူးဆိုပေမဲ့လည်းဒါခြေတန်းရပေါက်တင်တဲ့ခြေတန်းကိုဒါကွက်ထိပေးထားတဲ့အာဆင်နယ်ကိုတော့ကျွန်တော်ကရှင်းပြောရင်ခြေတန်းရမကြိုက်ဘူးပေါ့နော်ဆိုတော့အာဆင်နယ်မှာလည်းဒါဒဏ်ရာရတဲ့ကစားသမားကိုကြည့်မယ်ဆိုရင်ဒါဆာဂါအိုဒီဂတ်နဲ့ဒါထရော့ဇက်တို့မပေါဝင်နိုင်တာလည်းဒါအသင်းအတွက်ဆိုရင်ဒါထိခိုက်မှုရှိနိုင်ဦးမယ်လို့လည်းကျွန်တော်တော့မြင်တယ်ဒါကြောင့်ပဲဒီနေ့တပွဲကောင်းရွေးချယ်မှုအနေနဲ့ Brentford body ကိုပဲဒါညီကိုအတွက်တပွဲကောင်းဖြစ်ရွေးချယ်ပေးခြင်းနဲ့တကယ်လို့အာဆင်နယ်အနေနဲ့ဂိုးရသွားခဲ့ရင်တော့ဒါခုလိုခြေတန်းမှာတစ်လုံးထပ်ပို့ပြီးတော့မပြတ်နိုင်ဘူးလို့လည်းကျွန်တော်တော့ထင်တာကြောင့်ဒါဒီနေ့တပွဲကောင်းအနေနဲ့တော့ကျွန်တော် Brentford body ကိုရွေးချယ်ပေးလိုက်ရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရလာလိုက်ပါတယ်ဗျ